ဆုံးရှုံးမှုတစ်ခုနဲ့ကြုံရတဲ့အခါဘာတွေဆုံးရှုံးသွားလဲဆိုတာမြင်ရလွယ်ပေမဲ့ဘာတွေပြန်ရလဲဆိုတာတော့မမြင်နိုင်ပါဘူးလူတိုင်းဟာဆုံးရှုံးမှုတွေနဲ့ကြုံရမယ်ဆိုတာသိပေမဲ့ကိုယ့်ဘဝမှာတော့အကြီးကျယ်ကြုံရမှာမဟုတ်ဘူးလို့ထင်တတ်ကြသူတွေအတွက်ဒီအကြောင်းအရာကအရေးကြီးပါတယ်တကယ်တော့ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အမြင်တွေကိုဘယ်လိုပြန်လည်တည်ဆောက်ရမလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်အမျိုးသားတဦးရဲ့ဘဝမှာသမီး3ယောက်ရှိခဲ့ပါတယ်တဦးကတော့မွေးပြီး2ရက်အကြာမှာစုံပါသွားခဲ့ပါတယ်နောက်တဦးကတော့အာယုံကြောဆိုင်ရာပြဿနာနဲ့မွေးခွာလာခဲ့ပြီးအသက်52နှစ်ရှိနေပြီဖြစ်ပေမဲ့သူဟာသူ့ရဲ့ထူခြားမှုကိုနူးညံ့စွာလက်ခံဖို့သင်ပေးနေဆဲပါပဲတတိယသမီးကတော့နှစ်ပေါင်း25နှစ်ကျော်ကြာမိသားစုနဲ့အဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်သူသမီးတွေကဆုံးရှုံးမှုအကြောင်းကိုသူ့ကိုဆက်လက်သင်ကြားပေးနေခဲ့တာပါပဲကျွန်တော်တို့မျက်နှိုးတဲ့အညာတစ်ခုခုဒါမှမဟုတ်တစုံတစ်ယောက်ကိုဆုံးရှုံးရတာဟာနာကျင်စရာကောင်းပါတယ်ဆုံးရှုံးမှုဆိုတာမိဘမောင်နှမဒါမှမဟုတ်အိမ်တောင်ဖက်ဆိုတဲ့အခန့်ကဏ္ဍနဲ့အဆုံးသတ်သွားတာမျိုးဖြစ်တတ်ပါတယ်ချစ်ရသူတစ်ယောက်နဲ့အတူတည်ဆောက်ခဲ့တဲ့အထိပ္ပယ်ရှိတဲ့ဘဝတစ်ခုဟာအမတ်တရားတွေမှသာကြံ့ရက်တော်မှာပါသူတို့ကိုကျွန်တော်တို့ထိတွေ့လို့မရဖတ်တွေ့လို့မရမြင်လို့မရတော့ပါဘူးမိတ်ဆွေတို့ဖန်တီးခဲ့မှုမဲ့ဘဝတွေကိုလက်လွတ်လိုက်ရတဲ့အခါဝမ်းနည်းမှုတွေပုံမနှက်ဆိုင်လာတတ်ပါတယ်ရှိခဲ့မှုတာတွေနဲ့ဖြစ်လာနိုင်တာတွေကြားမှာငြိမ်းချမ်းစွာနေထိုင်တတ်ဖို့လိုအပ်လာပါတယ်ရိုးရိုးသားသားပြောရရင်တော့ကျွန်တော်တို့အများစုဟာဆုံးရှုံးမှုနဲ့ဆက်ဆံရေးမျိုးမလိုချင်ကြပါဘူးဒါကိုပျောက်ကွယ်သွားစေခင်ကြတာပါဒါပေမဲ့ဆုံးရှုံးမှုကတော့ပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဘဝဆိုတာပြောင်းလဲခြင်းအကြောင်းပါဘာမှထာဝရမရှိပါဘူးဒါကြောင့်အသက်ရှင်နေတဲ့ဆိုတာပြောင်းလဲမှုကိုကြုံတွေ့ရတာနဲ့အဲ့ဒီပြောင်းလဲမှုနဲ့အတူပါလာတဲ့ဆုံးရှုံးမှုတွေကိုလည်းကြုံတွေ့ရမှာပါပဲဆုံးရှုံးမှုနဲ့ဆက်ဆံရေးမလုပ်ချင်တဲ့အခါကျွန်တော်တို့ဟာတုံ့ပြန်ဖို့ပဲလုပ်နိုင်ပါတယ်ကောင်းတဲ့ဆုံးရှုံးမှုဆိုရင်တော့ကောင်းကောင်းတုံ့ပြန်နိုင်ပေမဲ့မလိုချင်တဲ့ဆုံးရှုံးမှုဆိုရင်တော့ကန့်ကွက်တာဒါမှမဟုတ်ပြစ်ပယ်ခံရတယ်လို့ခံစားရတတ်ပါတယ်ဆုံးရှုံးမှုကိုတိကျကြည့်ရှုလိုက်တဲ့အခါလက်ခံခြင်းဟာပဲအကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာမြင်လာပါလိမ့်မယ်ဆုံးရှုံးမှုကိုလက်မခံခြင်းကဘာမှမကူညီနိုင်ပါဘူးကျွန်တော်တို့ကမင်းကိုလက်မခံဘူးလို့အော်နေပေမဲ့ဆုံးရှုံးမှုကတော့သူ့လန့်သူဆက်သွားနေမှာပါပဲဆုံးရှုံးမှုကိုဘဝရဲ့မရှိမဖြစ်အစိတ်သိမ်းတစ်ခုဖြစ်လက်ခံလိုက်တာဟာရိုးသားမှုနဲ့နှိမ့်ချမှုကိုပြသရာရောက်ပါတယ်ဒါဟာဆုံးရှုံးမှုကိုရပ်တန့်လို့မရဘူးဆိုတာလက်ခံလိုက်ပြီးဘဝရဲ့ကြီးမားတဲ့သဘောတရားကိုနှိမ့်ချစွာအတိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်လက်ခံခြင်းဆိုတာငါဒါကိုလက်ခံမယ်လို့ပြောလိုက်တာနဲ့ဖြစ်သွားတာမဟုတ်ပါဘူးကျွန်တော်တို့ဟာတနေ့ချင်းစီလက်ခံဖို့ကြိုးစားရပြီးတချို့အချိန်တွေမှာလက်မခံနိုင်သေးတဲ့အချိန်တွေမှာရပ်နေမိနိုင်ပါတယ်အချိန်ကြာလာတာနဲ့အမျှကျွန်တော်တို့ရဲ့လက်ခံနိုင်မှုဟာပုံမနှက်ဆိုင်လာပြီးဘဝနဲ့ပုံမထိတွေ့လာစေပါလိမ့်မယ်ဘဝရဲ့ကြီးမားမှုရွှေခွက်စမ်းကြယ်မှုကြိုတင်မှန်းဆလို့မရနိုင်မှုနဲ့မလုံခြုံမှုတွေကိုလက်ခံပြီးနှိမ့်ချစွာနေထိုင်တတ်လာပါလိမ့်မယ်တခါတရံမှာကျွန်တော်တို့ဟာကိုလိုချင်တာကိုဖြစ်မြောက်အောင်ကြိုးစားဖို့အခွင့်အရေးတွေရလာတတ်ပါလေဆုံးရှုံးမှုတွေကြားထဲမှာဘဝနဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုတာဝမ်းနဲ့ပူဆွေးမှုကိုခွင့်ပြုရပါမယ်ဝမ်းနဲ့ပူဆွေးမှုဟာမိတ်ဆွေတို့ရဲ့ကြည်ကွဲနေတဲ့နှလုံးသားရဲ့အတန့်ပါပဲဒေါသစိတ်ဆိုးဒေါသနဲ့တစ္ဆာဖောက်ခံရတယ်လို့ခံစားရတာတွေငိုကြွေးတာတွေဝမ်းနဲ့ကြည်ကွဲတာတွေအားလုံးကိုထုတ်ဖော်ခွင့်ပြုလိုက်ပါဒီစိတ်ခံစားမှုတွေကိုဖိနှိပ်ထားရင်ရီခဲရီတွေလိုစီးဆင်းပြီးစိတ်ဝိညာဉ်ရဲ့မီးတောက်ကိုငြိမ်းတက်ပြနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါဘဝနဲ့မိတ်ဆွေတို့ရဲ့စိတ်ဝိညာဉ်ကအချင်းချင်းသူစိမ့်တို့လိုဖြစ်နေပါလိမ့်မယ်ကြေကွဲနေတဲ့ဇလုံးသားကိုသူ့အတန်ထွက်ခွင့်ပေးလိုက်ပါမိတ်ဆွေချစ်ရသူကိုလူယူသွားတဲ့နဖရားတွေကိုကျင်းဆဲခြင်းစိတ်ပေါ်လာနိုင်ပေမဲ့နှလုံးသားကရရှိခဲ့တဲ့နူးညံ့မှုတွေကိုတော့ဘယ်တော့မှမမေ့ပါဘူးဆုံးဆိုးမှုနဲ့ဘသူကများပိုနီးဆန့်ချင်ပါလေဒါဟာအယူတယောက်လိုအဖြူမှုဖြစ်နိုင်တယ်လို့ထင်ရပေမဲ့ဘဝနဲ့ငြိမ်းချမ်းစွာနေထိုင်ခြင်းတဲ့ဆိုရင်တော့ဆုံးရှုံးမှုနဲ့ပိုနီးစပ်သူကအကောင်းဆုံးနီးလာပါမယ်ဆုံးရှုံးမှုနဲ့ပိုနီးစပ်တယ်ဆိုတာဖြစ်နိုင်သမျှလက်ခံမှုကိုပုံမဖန်တီးတာကိုဆိုလိုပါတယ်ဒါဟာအချိန်ကြာလာတဲ့နဲ့အမျှကြီးထွားလာပါလိမ့်မယ်ဆုံးရှုံးမှုကဘာကိုတောင်းဆိုနေတာလဲလို့သိကျင်စိတ်နဲ့ကြည့်ရှုလိုက်တဲ့အခါသူ့ရဲ့အမောင်ဘတ်ချမ်းကိုသိဖို့ဆုံးရှုံးမှုကြုံရသူတွေကိုကူညီဖို့ဂျေနာမှုကိုမျက်နှိုးဖို့ဝမ်းနည်းပူဆွေးဖို့ဆုံးရှုံးမှုကိုစန့်ကျင်တာတွေရှော့ချဖို့တောင်းဆိုနေတာကိုတွေ့ရပါလိမ့်မယ်ဆုံးရှုံးမှုဆိုတာ
အရာရာကိုယူသွားတာပဲလို့ထင်ခဲ့တာဟာမှားယွင်းတဲ့အယူအဆပါ တကယ်တော့ဆုံးရှုံးမှုကအများကြီးပေးပါတယ်ဆုံးရှုံးမှုဟာအရေးပါတဲ့အရာတွေကိုမီးမောင်းထိုးပြတဲ့မြင့်မြတ်တဲ့သတင်းဖေးသမားပါတယ်ကျွန်တော်တို့အားလုံးဟာအရေးပါတာတွေကိုမေ့ပြီးအာယုံတွေပြန့်လွင့်နေတတ်ကြပါတယ်ဆုံးရှုံးမှုကကျွန်တော်တို့ကိုအရေးပါတာတွေစီပြန်ခေါ်ဆောင်လာပါတယ်ဒါအပြင်ဆုံးရှုံးမှုကကိုထိန်းချုပ်နိုင်တာဘလောက်နည်းပါလဲဆိုတာသတိပေးပြီးကိုယ့်ရဲ့မာနကိုလည်းလျှော့ချပေးပါတယ် ကျွန်တော်တို့ဘလောက်ပဲကွဲပြားပါစေဆုံးရှုံးမှုကကျွန်တော်တို့ကိုတဦးနဲ့တဦးဆက်သွယ်ပေးပါတယ်ဘဝရဲ့သဘောတရားအတိုင်းနေထိုင်နေဆိုတာဆုံးရှုံးမှုနဲ့ယူသားတဲ့ဆက်ဆံရေးကိုတိဆောက်တာကိုဆိုလိုပါတယ်ဆုံးရှုံးမှုဟာရှောင်လွဲမရတဲ့အရာတစ်ခုဖြစ်ပြီးမကောင်းတဲ့အရာတစ်ခုတည်းလို့ပဲမြင်နေဖို့မလိုပါဘူးအချိန်ကြာလာတာနဲ့အမျှလက်ခံနိုင်မှုတွေပိုမိုနှက်ဆိုင်လာတာနဲ့အမျှဆုံးရှုံးမှုနဲ့အတူငြိမ်းချမ်းရေးရယူနိုင်ပါတယ် ဒါဆိုရင်မိတ်ဆွေတို့နဲ့ဘဝကြားကတဲမာမှုတွေရောကြသွားပြီးငြိမ်းချမ်းမှုရရှိလာပါလိမ့်မယ်။တင်ယူခြင်းနဲ့ဖန်တီးခြင်းတွေဟာပိုမိုအားကောင်းလာပြီးဒါတွေဟာစစ်ပွဲတစ်ခုလိုအခြေအနေမျိုးမှာဘယ်တော့မှချစ်လာမှာမဟုတ်ပါဘူး။ဒီလိုနှက်နယ်တဲ့ဘဝရဲ့ပုံစံတွေကိုဆက်လက်သိရှိနိုင်မှုကဒီလိုအတွေးအမြင်တွေကိုဆက်လက်လေ့လာဖို့အရေးကြီးပါတယ်။